view တက်အောင်ဘယ်လိုလုပ်ရမလဲကိုတဲ့ view တက်အောင်ဘာဝကြကြပြုလုပ်နည်း3နည်းကိုကျွန်တော်ပြပြပေးပါမယ်နောက်ဆုံးရေးကြည့်တဲ့အချက်ကကျွန်တော်တို့ဗီဒီယိုရဲ့အစ3-4 စက္ကန့်အရေးကြီးတယ်ပေါ့နော်အဲ့ဒီ3-4 စက္ကန့်မှာကျွန်တော်တို့ viewer တွေစိတ်ဝင်စားတဲ့အရာကိုပြပေးနိုင်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့လိုပြပေးနိုင်မှလည်းကြည့်တဲ့သူတွေကဆက်ကြည့်မှာပေါ့နော်ဆိုလိုသဘောကတော့ကျွန်တော်တို့ဗီဒီယိုရဲ့အရေးပေါ့ viewer တွေစိတ်ဝင်စားမဲ့အရာကဗီဒီယိုရဲ့အလယ်လောက်မှာရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီအလယ်ဟာဖြည့်ညက်ကပ်လုပ်ပြီးရှေ့ဗီဒီယိုရဲ့3-4 စက္ကန့်ကိုပို့ပြရမယ်ပေါ့နော်အဲ့ဒါမှလည်း viewer တွေစိတ်ဝင်စားနိုင်ပြီးတော့ဆက်ပြီးတော့ပို့ပြီးဆက်ကြည့်ပါမယ်နောက်တစ်ချက်ကကျွန်တော်ကင်မရာပေါ့နော်ကင်မရာကောင်းဖို့လည်းအရေးကြီးရပေါ့နော်ကျွန်တော်တို့ကကင်မရာကောင်းကြီးမဝင်နိုင်တော့မှဥမာအသင့်တင်ရှိတဲ့ဖုန်းကင်မရာလေးပေါ့နော်နည်းနည်းရုပ်ထွက်ကောင်းတဲ့ဖုန်းကင်မရာလေးရှိလို့ရှိရင်အဆင်ပြေပါဒါမှလည်းကဲကြည့်တဲ့သူတွေကဒီကိုကင်မရာကောင်းဒီ resolution နည်းနည်းလေးကောင်းလေးနဲ့ဆိုရင်သူကဆက်ကြည့်မှာပေါ့နော်ကျွန်တော်နောက်ဆုံးတစ်ချက်ကတော့အချိန်ပေါ့နော်ကိုက celebrity မဟုတ်တဲ့အတွက်အချိန်ကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ကိုဗီဒီယိုကိုသူများတွေအားတဲ့အချိန်သူများတွေသုံးတဲ့အချိန်ပေါ့နော်။ဥပမာဆိုရပါသေးကျွန်တော်တို့အလုပ်ဆင်းတဲ့အချိန်မျိုးတွေပေါ့နော်။ဥပမာညနေ9နာရီခွဲ6နာရီတို့ညဘက်ကလေးလို့ပြီးရင်မနေ့စောလေးပေါ့နော်။အဲ့လိုမျိုးလေးတင်ပါလဲကိုဗီဒီယိုကိုကြည့်ရလူများပြီးတော့for you ပုံရောက်မယ်ပေါ့။ဒါကတော့ကျွန်တော်တဘာဝကြ view တက်အောင်ပြုလုပ်နည်း3နည်းကိုကျွန်တော်ပြောပြပြီး sharing လုပ်ပေးတာပါကျေးဇူးတင်ပါတယ်